ချက်စားမချက်သားလေးစီတက်ချက်တက်တယ်လို့လေးပေါ်မှာငုံနေမှာခါမှာဖွေးနေရွက်ပဲလိတ်စာစံဒါတော့ဟာအသားတူလိုမျိုးပဲအသားအဲဒီစိမ့်အဲဒီစိမ့်ထားအစင်နဲ့လောက်ထားပေါ့စီတက်ပဲလိတ်တွေထည့်မယ်ပဲလိတ်ထည့်မယ်ငုံထည့်တယ်ပဲလိတ်ထည့်မွေချက်တော့နည်းနည်းလေးပေါ့နော်နည်းနည်းပဲချက်စားမယ်ပြီးရောလောင်းလောင်းနဲ့ပဲများသွားတာငုံထက်ချက်ငုံထည့်တခါထပ်မွေချက်တဲ့တူလေးပေါ့ကွယ်ချက်ရပြီလားဆိုကြည့်လိုက်တယ်တစ်ဖက်ကရိုးရိုက်တစ်ဖက်ကမွေးပါစားကန်ထည့်မယ်အဲ့ရောအသားတို့တောင်းပေါ်လို့အသားတို့စားပေါ့စားကန်ထည့်စားကန်ထည့်ပဲစားကန်လေးထည့်လိုက်ပါဦးမောင်းထည့်လိုက်တက်လေးကိုပဲချက်ထားတယ်ဒီလောက်ဒီစပိုင်းအန်ဂျင်ပေါငါမီဘာလို့လဲပေါ့ဒီမှာနောက်ဆုံးမှာတော့တမယာသီးလေးညံ့ယူသီးမို့လေးထည့်စားပါပြီနာမည်ကတော့မေးချင်နေခဲ့တာစေးသွားတာ